အားလုံးပဲမင်္ဂလာပါဗျာအားလုံးပဲမင်္ဂလာပါကြားရဒီလိုပေါ့ဗျာနော်9ခွန်ကဘေးနဲ့1နဲ့အပေါ်1 2 3 4မှာ8 3လို့ပေါက်တယ်ဒီဘက်မှာလဲ9ခွန်ကရဲ့ဘေးနဲ့1နဲ့အပေါ်1ချိန်2ချိန်3ချိန်4ချိန်မှာ831ပေါ့831ပဲပေါက်မလားပေါ့831လည်းပဲပေါက်မလားကျွန်တော်တို့305တက်လောလောဆယ်ထည့်ထားတယ်813စာ305တက်ကိုခဏထည့်မယ်ပေါ့813ပေါက်ရင်လည်းပေါက်ပေါ့နော်813ပေါက်ရင်လည်းပေါက်ပေါ့ဆိုတော့ကျွန်တော်တို့အဲ့813ကိုလိုက်ကြည့်မယ်813ကဒီမှာတစ်လုံးရှိမယ်813ကဒီမှာတစ်လုံးရှိမယ်ဟောဒီမှာတစ်လုံးရှိမယ်ဟောဒီကတစ်လုံးကဒီမှာ815သူ့ရဲ့14နှစ်ပေါ့1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်10နှစ်11နှစ်12နှစ်13နှစ်14နှစ်မြောက်မှာ38ပေါက်တယ်အဲ့38ကနေ1 2 3 4 5 6 9 10 11 12နှစ်မြောက်မှာ38ကိုပြန်ထည့်တယ်ပေါ့ဆိုတော့အဲ့မှာကျွန်တော်တို့ကြည့်မယ်815ထောက်ထားတဲ့38တီသူ့ရဲ့12နှစ်မြောက်မှာ38လို့ပြန်ထည့်တယ်38ကိုထည့်သူ့ကိုထည့်ပြီးသွားတဲ့အခါတစ်နှစ်ချိန်3ချိန်4ချိန်ရဲ့ဘေးမှာ9ခွန်60ကဏ္ဍလေးပေါက်တယ်ဆိုတော့ကျွန်တော်တို့အချင်းကြီးအတူတူမှာဘယ်ကဏ္ဍတွေကသူ့နဲ့အတူတူထည့်လဲဆိုတာကိုကျွန်တော်တို့ကြည့်ကြမယ်ပေါ့နော်ကြည့်တော့ဒီမှာ815လို့ထောက်ထားတယ်815ရဲ့1နှစ်နဲ့3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်10နှစ်17နှစ်12နှစ်13နှစ်14နှစ်မှာတွေ့အောင်မှာ150ဆိုတော့ကျွန်တော်ပေါက်အဲ့ဒီ150ရဲ့1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်10နှစ်12နှစ်မြောက်မှာ150ကို150လို့လာထည့်ထားတယ်ပေါ့နော်လာထည့်ထားတော့အဲ့ဒီကဏ္ဍထည့်မယ်ဆိုရင်910ကိုထည့်မယ်ဆိုပြီးကျွန်တော်လောဆယ်910လို့ကျွန်တော်ရေးထားတယ်ပေါ့နော်ရေးထားတော့အဲ့မှာ8.5ရဲ့14ချိန်မြောက်ရဲ့အောက်မှာပေါက်တယ်38တီသူ့အပေါ်မှာရှောက်ဆိုတဲ့ခါရန်လေးရဲ့အောက်မှာပေါက်ထားတယ်သူ့ရဲ့ဘေးနဲ့မှာ9ထိပ်စီသူ့ရဲ့နောက်တစ်နေ့မှာ4ခွန်အတွဲအောက်မှာတစ်ထိပ်စီ4ထိပ်စီ4ခွန်နောက်ပေဘေးနားမှာ9နောက်ပေရဲ့ဆောင်းမှာပေါက်ထားတယ်အတီးလို့ကျွန်တော်တို့အကြမ်းမြင်ယူဆတော့သူ့လိုပဲ8.5ပေါ့နော်8.5လို့ပေါက်တယ်8.5လို့ပေါက်ပြီးသူ့ရဲ့ဘေးနဲ့14ချိန်မြောက်ရဲ့အောက်မှာပေါက်ထားတယ်1.35သူ့ရဲ့ဇောင်းပေါ်မှာရှောက်ခါတာသူ့ရဲ့ဘေးနဲ့မှာ9ထိပ်စီဘေးမှာ4ခွန်အခွာအောက်မှာ1ပေါ့ဒီဘက်နဲ့အတူတူပေါ့နော်ဒီဘက်ကတစ်ရှင်နဲ့အတူတူ1 4ခွန်9 6ရဲ့ဇောင်းမှာပေါက်ထားထည့်ထားတယ်အသီးပေါ့1 4ခွန်9 6ရဲ့အောက်ဇောင်းမှာ6ထားဒီအသီးကို8.5 14ချိန်မြောက်ထည့်ထားတဲ့အောက်မှာဟောဒီဘက်က8.5 14ချိန်မြောက်ရဲ့အောက်ကအသီးကို12နှစ်မြောက်မှာကျွန်တော်ဒီမှာ38ကို38လို့ပဲပြန်ပြီးတော့ထည့်လိုက်တယ်ပေါ့တစ်ချိန်2ချိန်3ချိန်4ချိန်ရဲ့ဘေးမှာလည်း65ဆိုတာရှိတယ်နော်ဆိုတော့ဒီကဏ္ဍကို8.5 1.5ထောက်ဆိုတဲ့အသီးကိုဒီလိုမျိုးကဏ္ဍလေးတွေထောက်ထားတဲ့အသီးကိုသူ့ရဲ့12ချိန်မြောက်မှာ910ကိုပြန်ထည့်တယ်ပေါ့တစ်ချိန်2ချိန်3ချိန်4ချိန်ရဲ့ဘေးမှာလည်း65ဆိုတဲ့ကဏ္ဍလေးပေါက်ပြီးထည့်ထားတာလားပေါ့ဆိုတော့အဲ့38ကိုထည့်တာဆိုရင်ကျွန်တော်931ကိုဒီထဲမှာထည့်ကြည့်လိုက်မယ်နော်ထည့်ကြည့်လိုက်တော့အဲ့လိုထည့်ကြည့်လိုက်တော့နောက်ထပ်ကျွန်တော်တို့ဘာတွေထူးခြားတာရှိလဲလို့ကျွန်တော်တို့ပြန်ကြည့်တဲ့အခါခွန်303လို့တစ်ခုဖြစ်မယ်ခွန်303ရဲ့အပေါ်မှာ635လို့ဖြစ်မယ်635ရဲ့ပြီးကြတယ်တော့3နှစ်4ရဲ့ဘေးနားမှာအဲ့ဒီခွန်65ကိုထည့်ထားတယ်ဆိုတော့ခွန်65ကိုထည့်တော့နောက်ထပ်ပုံစံရှိလားဆိုတော့နောက်ထပ်ခက်ရှိလားဆိုတော့သူ့လိုမျိုးအတူတူမျိုးဒီဘက်မှာ3ခွန်3ဆိုတာရှိတယ်3ခွန်3ရဲ့အပေါ်မှာ650လို့ဖြစ်တယ်အဲ့ဒီ650နဲ့အတူတူမှာပဲဆိုတော့3 4နှစ်ဘေးနားမှာခွန်65ကိုများကတ်ထည့်မလားခွန်65ကိုထည့်ခြင်းနော်ထည့်ပါဗျာနော်ဆိုတော့အဲ့ဒီမှာကျွန်တော်ကတခုထက်ကြည့်တယ်ဒီ3ခွင်အောက်ကတစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်10ချိန်11ချိန်ရခွန်65ဆိုရင်ခွ
ခွန်ချောင်းငါကိုဒီနားမှာလာထည့်တယ်ဆိုရင်သူ့ရဲ့တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်9ချိန်10ချိန်9ချိန်10ချိန်17ချိန်က930ကိုခွန်ချောင်းငါအစားပဲထည့်ရတယ်ပေါ့ခွန်ချောင်းငါထည့်တယ်မထည့်ရင်931ကိုထည့်ရတယ်ဆိုအဲ့မှာခွန်ချောင်းငါဒီမှာနှလုံးရှိနေတာနှလုံးရှိနေတော့သူ့ရဲ့အချိန်အောက်က1 2 3 4 5 6သူ့ရဲ့1 2 3 4 5 6ဆို933ဆိုတဲ့ကဏ္ဍတစ်လုံးထည့်စဉ်းစားကြရဖြစ်လာတယ်ပေါ့နော်933ဆိုတဲ့ကဏ္ဍတစ်လုံးထည့်ပြီးတော့စဉ်းစားကြရဖြစ်လာတယ်ဆိုတော့အဲ့မှာထူးခြားတာတွေရောရှိတယ်ပေါ့နော်ဒီခွန်303ဒီဒီခွန်65ဒီမှာ930ဒီဒီမှာနောက်တစ်လုံးရှိတယ်နောက်တစ်လုံးရှိတော့သူကနောက်တစ်လုံးရဲ့17ချိန်ဆိုရင်1 2 3 4 5 6 9 10 9 10 10ဆိုရင်သူက940ကိုသူကဒီခွန်65အစားထည့်ထားတာမဟုတ်တဲ့အတွက်ကျွန်တော်မရည်တော့ဘူးပေါ့နော်ခွန်65ရဲ့ဒီခွန်30ရဲ့1 2 3 4 5သူ့ရဲ့1 2 3 4 5 6 9 10 9 10ပေါ့9ချိန်နဲ့10ချိန်ကြည့်မယ်ဆိုလို့ရှိရင်1 2 3 4 5ဆိုရင်တစ်ခွန်ဆိုတဲ့ကဏ္ဍလေးတစ်လုံးဖြစ်မှာပေါ့နော်သူ့ရဲ့10ချိန်ကိုယူမယ်ဆိုရင်1 2 3 4 5 6 9 10 9 10ဆိုရင်တစ်ခွန်ကနှစ်ခါလာမိတယ်ပေါ့နော်တစ်ခွန်လို့နှစ်ချက်လာမိတယ်အတွက်ဒီ930ကလည်း930လို့ဒီထဲမှာကျွန်တော်ထင်တာ930တော့ဒီမှာပြန်မကြဘူးပေါ့နော်ပြန်မကြတော့ဒီတစ်ခွန်ကိုနှစ်ချက်လာမိထားတာရှိတယ်ပေါ့တစ်ခွန်လည်းဖြစ်နိုင်ခြေရှိတယ်ဆိုတော့သဘောရှိတယ်ပေါ့ဆိုတော့ဒီဟာမှာကျွန်တော်ဒီကဏ္ဍလေးတွေကိုရေးရမယ်ဆိုလို့ရှိရင်ဘယ်လိုကဏ္ဍမျိုးတွေရေးရမလဲဆိုတော့813ရယ်930